ဟုတ်ကဲ့တူတွေဒီမတွေအားလုံးမင်္ဂလာပါနော်ဦးလေးအခုပြောပြပေးမှလေးကြတော့ဗာလဲဆိုတော့ဝိပဿနာတရားအားထုတ်တဲ့ခါမှာနော်အရေးကြီးတာလေးတွေနော်ဝိပဿနာတရားကိုအားထုတ်မယ်ဆိုရင်ဦးလေးတို့ကတဏှာခွဲလောက်မှနော်အဲ့ရနိုးလာတယ်နိုးလာတဲ့အခါကျတော့ဦးလေးတို့ကတရားတရားကိုတင်ရတယ်အားထုတ်ခြင်းနဲ့တရားတရားကိုတင်ရတယ်ငါတော့3နိုင်ခွဲလောက်တော့ထိုင်လိုက်အောင်မယ်ဆိုပြီးနော်တရားတရားကိုဦးလေးတို့ကတင်ရဟောတရားတရားနဲ့အဲ့လိုတင်လိုက်တဲ့အခါကျတော့တရားတရားပြီးတဲ့အခါကျတော့ဘာပေါ်လာမလဲဆိုတတိရှိရမယ်တရားပြီးရင်တတိရှိရမယ်ကိုယ်စိတ်ကလေးဟိုထွက်ဒီထွက်နော်စိတ်ကလေးကတောင်တွေးမြောက်တွေးမဖြစ်အောင်ကျတော့ဘာလို့လဲဆိုနော်ဦးလေးတို့ကနော်တမာရိရအောင်ဘာလို့ဆိုဝင်လေသည်ထွက်လေသည်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 အဲ့လိုဝင်လေသည်ထွက်လေသည်လေးတွေကိုသိနေအောင်တစ်ခါပြန်လောက်ရတယ်ဘာလို့လောက်ရလဲဆိုတမာရိရအောင်နော်တရားစိတ်ကတော့ရှိပြီတရားထိုင်ပြီနော်စိတ်တွေဟိုမပြန့်လွင့်အောင်တတိနဲ့ကပ်ပြီးတော့တမာရိယူရတယ်နော်ဝင်လေသည်ထွက်လေသည်တမာရိယူရတယ်တမာရိယူလိုက်တော့တရားကြောင့်နော်တမာရိရလာပြီတမာရိရလာပြီးတော့နော်တတိရလည်းရှိနေပြီတော့အဲ့မှာဦးလေးတို့ကဝရိယစိုက်ရဒီဖြစ်ဖြစ်ကလေးတွေကိုဦးလေးတို့ကမြင်အောင်ဒီခန္ဓာကိုယ်ထဲမှာဟိုနေရာလေးကရားသလိုလိုဟိုနေရာလေးကအောင့်သလိုလိုဒီနေရာလေးကစူးသလိုလိုဒီနေရာလေးကအသားလေးကလှုပ်သလိုလိုဖြစ်တယ်နော်တင်မအောက်ကနော်ကျင်မှုအသေးလေးတွေဖြစ်တယ်နော်ကျင်လာတယ်ထုံလာတယ်နော်အဲ့ဒါလေးတွေကိုဦးလေးတို့ကရှုရတယ်ရှုတဲ့အခါကျတော့နော်အဲ့တော့အဲ့ဒီဟာလေးတွေကိုဦးလေးတို့ကမြင်အောင်ရှုရတဲ့အခါမှာဝရိယစိုက်ရမြင်အောင်ကြည့်ရဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ဟိုနေရာလေးကဖြစ်တယ်ဒီနေရာလေးကဖြစ်တယ်ဆိုဦးလေးတို့ကမြင်အောင်ရှုရစိုက်ရအာယုံစိုက်ရဝရိယစိုက်ပြီးရနော်မြင်အောင်လို့ဝရိယစိုက်ပြီးဝရိယစိုက်ပြီးတော့မြင်တဲ့အခါကျတော့နော်ဝရိယစိုက်ပြီးတော့တမာရိကလည်းရပြီတတိယလည်းရှိပြီသရာစိတ်ကလည်းရှိပြီနော်ဝရိယလည်းရှိပြီတော့ပညာဆိုတော့တက်လှမ်းမယ်ပညာဘယ်လိုပညာလဲဆိုအဲ့ဒီဟာလေးတွေဖြစ်လိုက်ပြက်လိုက်ဖြစ်နေတာလေးတွေနော်ဒီစိတ်ကလေးတွေကလည်းအခုပေါ်လာတဲ့တော့ပြက်သွားလိုက်မရှိတော့ဘူးဒီနေရာမှာသားလေးလှုပ်တယ်စိုက်ကြည့်လိုက်တဲ့အခါကျတော့မရှိတော့ဘူးအဲ့တော့မရှိတော့ဘူးဖြစ်တစ်ခုဖြစ်လိုက်ပြက်လိုက်အဲ့ဒါလေးတွေဟာအနိစ္စလေးတွေနော်အနိစ္စဆိုမရှိတော့ဘူးဆိုတော့မရှိခြင်းလက္ခဏာအနိစ္စလက္ခဏာပဲနော်အဲ့ဒီအနိစ္စလက္ခဏာမခိုင်မြဲလို့ပြက်တာပဲနော်မခိုင်မြဲလို့ပြက်တာမခိုင်မြဲတော့ဘာဖြစ်လဲဆိုနော်ခိုင်မြဲတယ်လို့ကိုယ်ခိုင်မြဲတယ်လို့ထင်နေတဲ့လူကဘာလဲမခိုင်မြဲတာကိုသိသွားတာပေါ့နော်မခိုင်မြဲတာကိုသိသွားတော့သတ္တရဒိဋ္ဌိပြုတ်သွားတာပေါ့နော်ခိုင်နေမြဲတယ်လို့ထင်တယ်သတ္တရဒိဋ္ဌိပြုတ်သွားတော့အဲ့ဒီခိုင်နေအဲ့ဒီဖြစ်လိုက်ပြက်လိုက်ကလေးတွေဖြစ်လိုက်ပြက်ကလေးတွေနော်ဒီနေရာလေးရားလို့ပြီးတော့စိုက်ကြည့်လိုက်တော့မရှိတော့ဘူးနော်မရှိတော့ဘူးဆိုတော့အနိစ္စလေးကိုမြင်နေတယ်အဲ့ဒီအနိစ္စလေးတွေကိုတဲ့အဲ့ဒီအနိစ္စလေးတွေဟာနော်ဒုက္ခလို့ခေါ်မလားဒုက္ခလို့ခေါ်မလားတဲ့အဲ့ဒါလေးကိုနော်အဲ့ဒါလေးတွေကဘယ်လိုလုပ်ဒုက္ခလို့ခေါ်မလဲနော်ဒုက္ခပဲပေါ့နော်ဖြစ်လိုက်ပြက်လိုက်ဖြစ်နေတာဒုက္ခပဲပေါ့အဲ့ဒီလိုဖြစ်လိုက်ပြက်လိုက်ကလေးတွေဟာတဲ့ငါကိုငါဟာငါဥစ္စာလို့ခေါ်မလားတဲ့အဲ့ဒါလေးတွေကနော်အဲ့ဒါလေးဖြစ်နေတယ်မခေါ်နိုင်ဘူးတဲ့ကိုယ်ပိုင်ကိုယ်ဆိုင်သဘောရှိသလားအဲ့ဒါလေးတွေဦးလေးတို့ပိုင်ဆိုင်သလားမပိုင်ဆိုင်တဲ့တွေ့တဲ့အနတ္တတဲ့ခိုင်မြဲတဲ့သဘောမရှိဘူးနော်ငါကိုငါဟာလို့မဆိုနိုင်ဘူးကိုယ်ပိုင်ကိုယ်ဆိုင်သဘောမရှိတဲ့တွေ့အနတ္တတဲ့နော်အဲ့ဒါအနတ္တလက္ခဏာကိုသူကပြတာအဲ့ဒီတော့အဲ့ဒါလေးတွေကိုသိနေတာဖြစ်ပြီးပြတ်သွားတယ်မရှိတော့ဘူးသိလိုက်ဖြစ်ပြီးပြတ်သွားတယ်မရှိတော့ဘူးသိလိုက်အဲ့လိုသိနေတာတဲ့ဝိပဿနာမက်နော်ဝိပဿနာမက်ကလေးတွေရနေတာပဲနော်ဝိပဿနာမက်ကလေးတွေတစ်ခုပြီးတစ်ခုရနေတာအဲ့ဖြစ်လိုက်ဖြစ်နေဝိပဿနာမက်ကလေးတွေရနေတဲ့အခါကျတော့အဲ့ဒါနော်အဲ့ဒါဘာလဲဆိုတော့ဝိပဿနာဉာဏ်ပေါ့နော်ဝိပဿနာဉာဏ်လို့လည်းခေါ်ကြတယ်နော်အဲ့ဒါလေးတွေပေါ်နေတာလေးကဒုက္ခသစ္စာနော်အဲ့ဒါလေးတွေပေါ်လာတာလေးမှန်သမျှဒုက္ခသစ္စာဒါလေးတွေဒုက္ခသစ္စာပဲဒါလေးတွေဒုက္ခသစ္စာလေးပဲဒီနေရာလေးပေါ်လာဖြစ်ပြီးဒုက္ခသစ္စာလေးတွေပေါ်နေတာပဲနော်အဲ့ဒုက္ခသစ္စာလေးတွေဟာနော်အဲ့ဒုက္ခသစ္စာလေးတွေပဲရှိတာဦးလေးတွေကသူ့ကိုတွားပြီးခင်မင်နဲ့သမုဒိယတွားတွေ့တဲ့အတွက်တခါဒုက္ခသစ္စာပြီးတော့သမုဒိယတွားဖြစ်တယ်နော်ဒီခန္ဓာကိုငါလို့ပဲဖြစ်လိုက်ပြက်လိုက်ပဲရှိနေတာတွေကိုဦးလေးတွေကတွားခင်တွေ့တဲ့အတွက်သမုဒိယဖြစ်တဲ့အတွက်သမုဒိယသစ္စာလို့ခေါ်တယ်နော်သမုဒိယသစ္စာအဲ့ဒါလေးတွေဖြစ်ပြီးပြက်သွားလိုက်ရှိတော့ဘူးနော်
နေစာရောက်သွားတယ်မရှိတော့ဘူးဆိုတာဒါတေသွားတာပေါ့နော်အဲ့တော့သမုဒယဒုက္ခသစ္စာလေးတွေကသမုဒယဦးလေးတို့ကဖြစ်မိတယ်ဖြစ်ပြီးတော့အဲ့ဒါလေးတွေမရှိတော့ဘူးလို့ဦးလေးတို့ကဖြစ်လိုက်ပြက်လိုက်ပဲရှိတယ်ဆိုတော့သိတဲ့အခါကျတော့မဂ္ဂသစ္စာနော်မဂ္ဂသစ္စာအဲ့ဒါမက်တစ်ခုပေါ့မက်တစ်ခုပေါ့မဂ္ဂသစ္စာပေါ့မဂ္ဂသစ္စာလေးတွေရနေတော့နောက်ဆုံးအဲ့ဒါလေးတွေတနေ့သောအခါမှာကျင်းကျင်းနဲ့တစ်ခုစိတ်ကလေးတွေကဖြစ်ပြီးပြက်သွားတယ်မရှိတော့ဘူးဆိုတော့ချုပ်သွားတာဗျာဒီစိတ်ကလေးတခုချုပ်သွားတာနော်ဝေဒနာလေးတခုဖြစ်တယ်ပြက်တယ်မရှိတော့ဘူးချုပ်သွားနေစားရောက်သွားတာချုပ်သွားတာနော်အဲ့လိုဟာမျိုးလေးတွေနဲ့နော်ဦးလေးတို့ရဲ့ဘဝကြီးတစ်ခုလုံးနည်းနည်းလေးခဏလေးတွေဒီခဏလေးတွေကအားလုံးပေါင်းလိုက်တော့ဒီဘဝကြီးတစ်ခုလုံးဖြစ်သွားတာနော်စိတ်ကလေးတစ်ခုဖြစ်လိုက်ပြက်လိုက်ဝေဒနာတစ်ခုဖြစ်လိုက်ပြက်လိုက်တဏှာလေးတစ်ခုဖြစ်လိုက်ပြက်လိုက်အဲ့ဒါလေးတွေကဒုက္ခသစ္စာလေးတွေတဲ့နော်အဲ့ဒုက္ခသစ္စာလေးဖြစ်လိုက်ပြက်လိုက်ဖြစ်နေတာနော်အဲ့ဒါလေးတွေကခဏလေးတွေပေါင်းဆက်ပြီးတော့နော်ဦးလေးတို့ကဒီဘဝကြီးတစ်ခုလုံးဒီတိုင်းပဲသွားနေတာပေါ့နော်ဦးလေးတို့သိအောင်လုပ်တာတဲ့ဝိပဿနာတရားထုတ်တယ်နော်အဲ့ဒါဦးလေးကသိအောင်လို့နော်အ ਨੇ ချင်းတော့ရှင်းပြပါနော်ကျေးဇူးတင်ပါတယ်တာတို့